ဒီနေ့အမကဒီပန်းသွနီးတင်ပေးမယ်ဒီအဆန်လောက်နီးဖို့ပေါ့နော်ဒီအဆန်လောက်နီးကိုတင်ပေးမယ်ဆိုလို့ရှိရင်ဒီထိုးရတဲ့ဟာကိုအမကမထိုးပြတော့ဘူးဖြစ်ဆိုအရှိမဒီထိုးနီးကိုအမကတင်ခဲ့ပြီးပြီဒီနေ့အမပြမှာကဘယ်လိုပြမလဲဆိုလို့ရှိရင်ဒီအပေါ်ရဲ့အပေါ်မှာမဝတ်ဆန်ဘယ်လိုထည့်မလဲဆိုတာကိုအမပြပေးမှာပေါ့နော်အားလုံးပဲတစ်ချက်လိုက်ကြည့်ပေးကြပါအရင်ဆုံးအမတို့ကဝတ်ဆန်ထဲမယ်ဝတ်ဆန်ကတော့ကိုအဆင်ပြေသလိုထဲပေါ့နော်ဒါကအမကကျေဒီတွက်ထူတာဒီမှာကဒီဘက်ပွင့်မှာဝတ်ဆန်3လုံးထဲတဲ့ခတ်တော့မို့လို့ဒီဘက်ပွင့်မှာလည်းဝတ်ဆန်3လုံးထဲပေးရမှာရှေ့မှာဝတ်ဆန်1လုံးပဲဆိုရင်ဒီဘက်ပွင့်မှာလည်းဝတ်ဆန်တစ်ခုပဲထည့်ပေးရမှာအဲဆိုရင်ကဲအမစာထူတော့မယ်တော့တစ်ချက်ကြည့်ပြီနားကနေမှဒီဝတ်ဆန်ရဲ့အောက်ခြေကိုထိုးမယ်ကြက်ကြီးမဆွဲဘူးအသာလေးပဲဆွဲမယ်ဒီဘက်မှာလည်းလိုပဲ
ဒါဆိုရင်ဝတ်ဆန်ထည့်နေကြပါပြီနော်အားလုံးပဲစီလေးကြမယ်လို့ထင်ပါတယ်